အားလုံးပဲမင်္ဂလာပါခင်ဗျာဒီလိုပဲလှုပ်လာတာကို share လိုက်ပါ first principle thinking နဲ့အစားကနေပြန်ပြီးတော့စဉ်းစားကြည့်ကြပါမိတ်ဆွေရဲ့ problem ကအဖြေမရှိလို့မဟုတ်နိုင်ပါဘူးမိတ်ဆွေကအခြားလူတွေရဲ့အဖြေတွေထဲမှာအဖြေကိုပြန်ရှာနေလို့လည်းဖြစ်နေနိုင်ပါတယ်အခုခဏလောက်စိတ်ကူးရကြည့်ပါမိတ်ဆွေကရန်ကုန်မှာ coffee shop လေးတစ်ဆိုင်ဖွင့်ခြင်းနဲ့ပထမဆုံးဘာလုပ်မလဲခြား coffee shop တွေကို like ကြည့်မယ်သူတို့ menu တွေကဘာရှိမလဲ site အပစ္စည်းတွေကဘယ်လိုမျိုးဖြစ်နေလဲဈေးနှုန်းတွေကဘယ်လောက်လဲ Facebook page တွေကဘယ်လိုအလုပ်လုပ်နေလဲ discount တွေပေးလို့ရှိတာဘာတွေကိုပေးလဲပြီးတော့ကိုယ်လည်းဆိုင်ခန်းရမယ် coffee set တွေကိုဝယ်မယ်စပွဲခုံတွေဝယ်လိုက်မယ် Wi-Fi တွေတက်လာမယ် Facebook page ဖွင့်လိုက်မယ် opening promotion တွေကိုလုပ်လိုက်မယ်ကြည့်လိုက်ရင်တော့ coffee ဆိုင်တစ်ဆိုင်က coffee shop တစ်ဆိုင်လိုပဲဖြစ်သွားပါတယ်ဒါပေမဲ့3လလောက်ကြာတဲ့အခါမှာကျတော့ customer ကမလောက်တော့ဘူးအိမ်ငါးကားတွေကဈေးကြီးလာတယ် competition တွေကလည်းအရန်များလာတယ်ဒီ market ကခက်တယ်လို့ပြောလာတတ်ပါတယ်ဒီမှာကျွန်တော်မေးချင်တာလေးတစ်ခုရှိပါတယ်မိတ်ဆွေက coffee ဆိုင်ကိုဖွင့်ဖို့ကြိုးစားခဲ့တာလားဒါမှမဟုတ် coffee shop တို့လူတွေတတ်မှတ်ထားတဲ့ပုံစံကို copy လုပ်ဖို့ကြိုးစားခဲ့တာလားဒီနှစ်ခုကတူတလူလူနဲ့မတူတတ်ပါဘူး first principle thinking ကလည်းအဲ့ဒီကနေစတာပါသူများဘယ်လိုလုပ်တာလဲကိုကြည့်နေတာကမမှားပါဘူး benchmarking လုပ်လို့ရပါတယ် best practice ယူလို့ရပါတယ်ဒါပေမဲ့ first principle thinker တယောက်ကကြတော့အဲ့မှာကိုမရက်နေတတ်ပါဘူးသူကပြန်မေးတတ်ပါတယ်တကယ်ဖြည့်ရှင်းနေတာကဘာ problem ရဲ့ coffee ဆိုင်တစ်ဆိုင်ရဲ့တကယ်အလုပ်ကပါလဲ coffee ရောင်းတာပဲလားချို့ customer တွေအတွက်ပဲဟုတ်ပါတယ်တချို့ customer တွေအတွက်ကကြတော့ coffee ဆိုင်ဆိုတာအလုပ်လုပ်လို့ရတဲ့နေရာဖြစ်ပါတယ်တချို့အတွက်ကြတော့ရေတင်တွေလုပ်လို့ရတဲ့နေရာဖြစ်ပါတယ်တချို့အတွက်ကြတော့ aircon ရှာတဲ့နေရာဖြစ်ပါတယ်တချို့တွေအတွက်ကြတော့လူတွေနဲ့တွေ့ဖို့အတွက်တဘာဝ natural space တွေဖြစ်ပါတယ်တချို့တွေအတွက်ကကြတော့ Instagram photo ရိုက်ချင်တာတချို့အတွက်ကကြတော့မနက်9နာရီမှာအိမ်မဟုတ်ပဲနဲ့ office မဟုတ်တဲ့တတိယနေရာတစ်ခုပေါ့ဗျာဒီလိုဆိုရင် problem တွေကိုဘယ်လို define လုပ်လဲပေါ်မူတည်ပြီးတော့ business တစ်ခုလုံးပြောင်းလဲသွားနိုင်ပါတယ်ဒီအရာကို first principle thinking လို့ခေါ်ပါတယ် first principle thinking ဆိုတာကဘာလဲဆိုတာကို textbook ပုံစံနဲ့မျိုးကျွန်တော်မပြောပြပါဘူးအရာတစ်ခုကိုအခြေခံအမှန်တရားအထိခွဲခြမ်းပြီးတော့ပြန်လည်တိဆောက်ခြင်းဆိုတဲ့ definition အကြောင်းကြားပြီးတော့မနှက်ပြန်မိပါမယ့်ဗီဒီယိုမျိုးလည်းမဖြစ်စေချင်ပါဘူးဒီဗီဒီယိုကိုကြည့်ပြီးတဲ့အခါမှာမိတ်ဆွေကပြဿနာတစ်ခုကြုံတိုင်းမှာအရင်ကဘာလို့ဘယ်လိုမျိုးလုပ်ခဲ့ကြတယ်လဲလို့မမေးခင်မှာတကယ်မပြောင်းလဲနိုင်ဘူးလို့ထင်တဲ့အချက်တွေကဘာတွေလဲဘယ်အရာတွေကလူတွေထင်ထားတာပဲလေအစကနေပြန်တိဆောက်မယ်ဆိုရင်ဘယ်လိုတွေဖြစ်နေလဲဆိုပြီးတော့အုံနောက်ကနေအိုတိုပြောင်းသွားစေချင်ပါတယ်လူတော်များများက reasoning လုပ်တဲ့အခါမှာ analogy ကိုနှိုင်းယှဉ်ပြီးတော့စဉ်းစားခြင်းကိုပဲသုံးလို့ရှိကြပါတယ်။ diesel လက်ကလုံးကို technical လို့မထင်လိုက်ပါနဲ့။နေ့တိုင်းသုံးနေတာမျိုးဖြစ်ပါတယ်။သူများဆိုင်မှာဒီလိုလုပ်လို့ငါတို့လည်းလိုက်တော့မယ်။ဒါက analogy copy data က20% discount ချလို့ငါတို့လည်းလိုက်ပေးမယ် analogy ဖြစ်ပါတယ်။သူ့ရဲ့ YouTube thumbnail ကအလုပ်ဖြစ်တယ်။ငါလည်းအဲ့လိုပုံစံမျိုးလိုက်လို့ကြည့်မယ် analogy ပဲဖြစ်ပါတယ်။အောင်မြင်တဲ့ founder တွေမနေ့9နာရီချတယ်ငါလည်းပဲသူတို့လိုလိုက်ထားကြည့်မယ် analogy ဖြစ်ပါတယ်အဲ့ဒါကလုံးဝမကောင်းဘူးလားမဟုတ်ပါဘူးအမြန်ဆုံးကြီးဖြစ်နေပါတယ်လူတွေကတဘဝလုံးမှာအရာရာတိုင်းကို0ကနေစဉ်းစားနေရင်ဘာမှပြီးမှမဟုတ်တော့ပါဘူးပြဿနာက analogy တွေကို evidence လို့မှားယူတဲ့အခါမှာသူ့အတွက်အလုပ်ဖြစ်တာကကိုယ့်အတွက်လည်းအလုပ်ဖြစ်မယ်လို့ယူဆတတ်ပါတယ်ဒီနေရာကကြတော့ first principle thinking ကဝင်ရောက်လာပါတယ်ဥပမာလူတော်တော်များများက business စတင်ကြတဲ့သူကိုပြောပါတယ် capital အရင်းနှီးလိုအပ်ပါတယ် okay ပါတယ်ဘာလို့လိုအပ်တာလဲများနေကောင်းလေပေါ့ဗျာတကယ်လားအချို့ business တွေမှာမှန်ပါတယ် manufacturing ဆိုရင်တော့စက်ပစ္စည်းတွေလိုတယ် inventory business ဆိုရင်တော့ stock တွေလိုတယ်ဒါပေမဲ့ service business တစ်ခုမှာ consulting လား training လား agency လား digital product လား brokerage လား content lead business လားတကယ်လိုနေတာကကြတာ capital လားဒါမှမဟုတ် customer access တွေလား skill တွေလား trust တွေလား distribution တွေလား cash cycle တွေလားဒီလိုမျိုးကိုမေးလိုက်တဲ့အချိန်မှာ business က capital ဆိုတဲ့ package belief ကပြလာတာပါ first principle thinking ကဒီလိုအရာတွေကိုလူတွေ package လုပ်ပေးထားတဲ့အတိုင်းမယူဆပါဘူး package ကိုဖောက်ကြည့်ပြီးတော့အတွင်းကနေ pack တွေကိုပြန်လည်ပြီးတော့သုံးသပ်ကြည့်ခြင်းပဲဖြစ်ပါတယ်မိတ်ဆွေမှာနိုင်တစ်လုံးလောက်ရှိတယ်လို့စိတ်ကူးရေးကြည့်ပါ
နိုင်ကအလုံးမလုံးတော့ဘူးလူတယောက်ဆိုရင်တာမန်လူတယောက်ဆိုရင်ပေါ့ဗျာအသစ်ဝယ်မယ်လို့ပြောလိုက်ပါမယ်အခြားတယောက်ကကြတော့ battery လဲမယ်လို့ပြောလိုက်မယ် first principle သင်္ခါတွေကကြတော့နိုင်တစ်လုံးရဲ့ function ကဘာတွေလဲအချိန်ပြဖို့လားအဲ့ဒီ function တွေပြတ်သွားတာကပြတ်နေတာကဘာကြောင့်များလဲ battery ကြောင့်လား display ကြောင့်လား mechanism ကြောင့်လား connection ကြောင့်လားအဲ့ဒီအထိဖြုတ်ကြည့်ပါလေသူ့ရဲ့ရည်ရွယ်ချက်ကပစ္စည်းအလုံးကိုဖြတ်စည်းဖို့မဟုတ်ပါဘူး assumption နဲ့ mechanism ကိုခွဲခြားဖို့ပဲဖြစ်ပါတယ်ဒီနေ့မှာတော့အဲ့ဒီစကေးကိုကိုဘဝမှာအသုံးပြုကြည့်ပါမယ်ရန်ကုန်လက်ဖေးဆိုင်တစ်ဆိုင်ကိုပြန်သွားကြည့်ကြအောင်မနက်9:00 နာရီလောက်ပေါ့ဗျာစပိုးပွင့်တပွဲတိုင်းမှာ SME owner 3 ယောက်လောက်ကထိုင်နေတယ်တယောက်ကပြောတယ်ဒီလစေးကြနေတယ်ကွာ marketing ကိုပို့လုပ်ရမယ်လို့ပေါ့တခြားတယောက်ကကြားတယ်ဟုတ်တယ် Facebook ADS တွေကိုတိုးရမယ် push လုပ်ရမယ်ခြားတယောက်ကကြတော့ခဏလေးတိတ်နေပါလေပြီးမှပြန်လဲပြီးတော့မေးကြည့်လိုက်ပါတယ်စေးကြတယ်ဆိုတာကဘယ်အဆင့်မှာဘယ်လိုမျိုးကြာနေတာလဲသူတို့နှစ်ယောက်တိတ်သွားပါတယ်ဘာလို့လဲဆိုတော့ဘာကိုပြောတာလဲ customer မလာတာလား customer ကလာတယ်မဝယ်သေးတာလားဝယ်တယ်ဝယ်တဲ့ size ကသေးနေတာလားအရင် customer တွေကပြန်မလာသေးတာလား product out of stock ဖြစ်သွားတာလားဈေးနှုန်းတွေကြောင့်လားစေးပါဆိုင်တွေက follower line မလုပ်လို့လားဒီစေး problem တွေကတခုမဟုတ်တော့ပါဘူးအပိုင်းလိုက်ခွဲလာပါတယ် fast principle thinking ရဲ့ S1 ကအဲ့ဒီမှာပဲဖြစ်ပါတယ်ပြဿနာတွေကိုနာမည်တစ်လုံးနဲ့မမြင်ပါဘူး component အဖြစ်ခွဲတာပါတယ် sales မကောင်းဘူးဆိုလိုတာ solution ထုတ်လို့မရတဲ့ sentence ပဲဖြစ်ပါတယ် website visitor 1000ရှိပြီနဲ့ဝယ်ယူတဲ့ conversion ကကြတော့ 0.7 ပဲရှိတယ်ဆိုရင်အခုပြဿနာကပိုပြီးတိကျလာပါတယ် customer satisfaction ကနည်းနေတယ်ကျဲတယ် delivery promise ကို2 day ပြောရတယ် actual မှာကြတော့ average 4.8 day လောက်ဖြစ်တယ်တိကျတယ် staff တော့ကျဲတယ် new staff က onboarding ပထမ14ရက်အတွင်းမှာ product knowledge ကို test average 42ရာခိုင်နှုန်းအထိတိကျတယ် thinking ကောင်းတဲ့သူကအဖြေကောင်းတွေကိုပို့သိတာမဟုတ်ပါဘူး problem တွေကိုပိုကောင်းကောင်းခွဲပြောနိုင်တာပဲဖြစ်ပါတယ်ဒီအတွက်ကြောင့် fast principle thinking ရဲ့ပထမဆုံးအဆင့်ကိုမှတ်ထားပါ problem တွေကိုအမည်မပေးခင်ဖြုတ်ကြည့်လိုက်ပါမိတ်ဆွေကငါ procrastinate ဖြစ်နေတယ်လို့ပြောတယ် okay ပါ procrastination က root cause လားဒါမှမဟုတ်သေးပဲလားဘာလို့မှအလုပ်တိုင်းမှာဖြစ်တာလားမဟုတ်ပါဘူးအချို့အလုပ်တွေကိုချက်ချင်းလုပ်တယ်ဘယ်အလုပ်မှနောက်ကျတာလဲ complex test တွေလား judge ဖြစ်မဲ့ test တွေလား boring ဖြစ်တဲ့ test တွေမှာလား next action ကဘာမှမရှင်းနေတဲ့ test တွေမှာလားအဲ့ဒီမှာပဲစပေါ်လာပါပြီမိတ်ဆွေက lazy ဖြစ်တာမဟုတ်ပါဘူးဘာစားလုပ်ရမလဲဆိုတာကိုတေချာမရှင်းမလင်းတာလည်းဖြစ်နေပါတယ်ဒီအခု solution ကကြတော့ motivation မဟုတ်ပါဘူး test လေးတွေကိုတေးသေးလေးခွဲကြည့်ပါဒီလိုပါ label တစ်ခုနဲ့ brain ကိုပိတ်မထားလိုက်ပါနဲ့ပတ်စံနဲ့တူတူပါပဲဖြစ်ပါတယ်ပိုက်ဆံမလောက်ဘူးဘာကိုဆိုလိုတာလဲဗျဝင်ငွေတွေနည်းနေတာလားအသုံးစရိတ်တွေများနေတာလား income ကပုံမှန်မဝင်တာလားအကျွေးတွေ service တွေမြင်နေတာလား cash timing တွေလွှဲနေတာလား business money နဲ့ personal money က saving target က unrealistic ဖြစ်လာလားအခုဆိုရင်တော့ business ပိုက်ဆံတွေမလောက်ဒါလားအခုဆိုရင်တော့ပိုက်ဆံမလောက်ဘူးဆိုတာကိုလည်းဖြုတ်ပြနိုင်ပါတယ်တခါတလေမှာလူတစ်ယောက်က salary တိုးခြင်းနဲ့ဘာလို့လဲပိုက်ဆံမလောက်လို့ salary 30ရာခိုင်နှုန်းတုံးတယ်3လလောက်မလောက်သေးဘူးဘာဖြစ်တာလဲဒါကကြတော့အသုံးဆွဲ structure က income နဲ့အတူလိုက်ပြီးတိုးသွားတာကြောင့်ပဲဖြစ်ပါတယ်ဒါဆိုရင် original problem တွေကကြတော့ any တစ်ခုလည်းမဟုတ်ပါဘူး spanning system မှာဖြစ်ပါတယ် fast principle သိခဲ့လို့မယ်ဆိုရင် result တွေကိုမြင်ပြီးတော့အမြဲဆုံး obvious solution မပေးပါဘူး mechanism ကိုရှာရပါတယ်ဒီမှာပါတယ် why ကို9ခါမေးရုံနဲ့ fast principle thinking လုပ်ပြီးပြီလို့မထင်လိုက်ပါနဲ့အဲ့ဒါကအသုံးဝင်တဲ့ tool တစ်ခုဖြစ်နေပါတယ်ဒါပေမဲ့ why မေးတာနဲ့မလုပ်တော့ပါဘူးအခု fast principle thinking မှာလေဘယ်ဟာက fact လဲဘယ်ဟာက assumption လဲဘယ်ဟာက constraint လဲဘယ်ဟာက habit လဲခွဲတတ်ရပါတယ်ဥပမာ restaurant owner တယောက်ပြောတယ် delivery ကို30မိနစ်အောက်မရနိုင်ဘူး okay ပါဒါက fact ကြောင့်လား traffic ကြောင့်လား traffic က fact တစ်ခုလားဒါပေမဲ့30မိနစ်အောက်မရနိုင်တာကိုတက်သေးလုပ်ပြီးပြီလား
kitchen preparation time ကဘယ်လောက်ပါလဲ order accepting time ကဘယ်လောက်ပါလဲ packing ကအချိန်ဘယ်လောက်လဲ driver arrangement ကဘယ်လောက်လဲ delivery radius ကဘယ်လောက်လဲဒါဆိုရင်တော့30 minute ထက် limitation က traffic တစ်ခုတည်းမဟုတ်တော့ပါဘူး system တစ်ခုလုံးမရနိုင်ပါဘူးဆိုတဲ့ sentence time က first principle thinker တွေကစိတ်ဝင်စားပါတယ်ဘယ်အပိုင်းက fit လို့တကယ်မပြောင်းလဲနိုင်တာလဲဘယ်ဟာတွေကဒီလိုလုပ်နေကြလို့ပဲဒါကရည်ကြည်တာပါတယ်လူတွေမှာ constraint နှမျိုး short တက်ကြပါတယ်တကယ် constraint ကယူဆထားတဲ့ constraint တွေပဲဖြစ်ပါတယ်ဥပမာမိတ်ဆွေမှာ budget 9သိန်းနဲ့ရှိတယ်ဒါကကြတော့ actual constraint ပဲဖြစ်ပါတယ် professional marketing လုပ်ဖို့အတွက် budget က350လောက်လိုတယ်ဒါက assumption ဖြစ်နိုင်ပါတယ်မိတ်ဆွေကဒီနေ့24နာရီပဲရှိတယ် actual constraint ဖြစ်ပါတယ် business owner ဆိုရင်အလုပ်အားလုံးကိုကြည့်ရမယ်ဒါကတော့ essential ဖြစ်ပါတယ် physical store က square feet 900ရှိတယ် constraint ပါproduct 50မျိုးလောက်ထားမှဆိုင်ကကောင်းမယ်ဒါကလည်း assumption ပဲဖြစ်ပါတယ် customer ကတနေ့ကို order 100ပဲဖြစ်နေတယ် customer current fact ဖြစ်ပါတယ် market မှာ demand က100ပါပဲ assumption ဖြစ်နေတာပါတယ်ဒီ distinction ကမလုံနိုင်ရင်ကိုဖန်တီးထားတဲ့ဘုံကို reality ရဲ့ wall လို့ထင်ပြီးတော့ရက်နေပါမယ်။မြန်မာနိုင်ငံက SME တွေမှာဒီလိုတွေအများကြီးတွေ့ရတတ်ပါတယ် step တွေကို training ပေးပြီးတော့ထွက်သွားရင်ရှုံးမလားတွတ်တက်ကြပါတယ်။ဒါကြောင့် training တွေမပေးချတာပါဘူး။ပြီးတော့မှ staff ကမတော်လို့ဆိုပြီးတော့စိတ်ညစ်ပြီးတော့ညှဉ်းညူတက်ကြပါတယ်။ first person thinking ကိုစဉ်းစားကြည့်ပါ။ company အတွက်တကယ်လိုနေတာကဘာလဲ။ competent people လား competence ကဘယ်လိုရနိုင်မလဲ hire or develop ပေါ့ဗျာ perfect hire ရနိုင်လားအမြဲမရနိုင်ပါဘူးဒါဆိုရင်တော့ development system ကလိုပါတယ် staff တွေထွက်နိုင်လားထွက်နိုင်ပါတယ်ဒါပေမဲ့ training မပေးလို့မတော်တဲ့ staff တွေအလုပ်လုပ်နေနေဒါကရော cost မဟုတ်ဘူးလားဒီလိုလေးမေးကြည့်လိုက်ပါမိခွန်းလေးတွေပြောင်းလဲလိုက်တာနဲ့စဉ်းစားပုံတွေပြောင်းလဲလာပါတယ် first principle thinking က contrarian ဖြစ်ဖို့မဟုတ်ပါဘူးလူတိုင်းတစ်မျိုးပြောနေကိုကအတစ်တည်းပြောတာမဟုတ်ပါဘူးအားလုံးမှားတယ်ငါမှန်တယ်ဆိုတာကကြတော့ first principle မဟုတ်ပါဘူး ego ပဲဖြစ်နေနိုင်ပါတယ် first principle က authority ကိုမယုံရဘူးလို့မပြောပါဘူး authority ရဲ့ reasoning ကိုစစ်နိုင်ရမယ်လို့ပြောတာပါ expert ကဒီလိုလုပ်လို့ပြောတယ်နားထောင်နိုင်တယ်ဒါပေမဲ့ဘာကြောင့်ဘယ် assumption ပေါ်မှာဘယ် context ပေါ်မှာငါ case နဲ့တူလားလို့ကြည့်ကြည့်လိုက်ပါဒီလိုမှသာ knowledge ကို borrow လုပ်ပေးနဲ့ understand လုပ်နိုင်တာဖြစ်ပါမယ်ဒီနေရာမှာ Asian philosophy နဲ့ first principle thinking တို့ဆက်သွယ်မှုကိုနည်းနည်းလေးပြောပြပေးပါမယ် first principle ဆိုတဲ့အယူဆဟာရှေးဟောင်း Greek philosophy တွေအထိနောက်ခံရှိပါတယ် Aristotle ရဲ့ tradition တွေမှာ knowledge ကိုအခြားအရာတွေအနေနဲ့ထပ်မရှင်းရတော့တဲ့အခြေအနေ principle အထိရောက်ဖို့ဆိုတဲ့စိတ်ဝင်စားမှုတွေရှိခဲ့ပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့အတွက်အရေးကြီးတာက historical အကြောင်းအရာတွေမဟုတ်ပါဘူးအဓိက lesson ကကြတော့ borrow conclusion မယူခင်အောက်က assumption တွေကိုကြည့်ကြည့်ပါဒီဟာက Socrates ရဲ့ question နဲ့ script နဲ့တူတာရှိပါတယ်ဘာကိုသိတာလဲဒါဆိုရင်ဒီဟာကရောမင်းပြောတဲ့စကားရဲ့အတိတ်တွေကပါလဲမင်းကုန်းနဲ့ assumption ကိုဖော်ပြပါတယ်တကယ် deep thinking တွေရဲ့အစားကကြတော့ answer ပေးခြင်းစိတ်နဲ့ပြီးတော့ question ကိုတိကျခြင်းစိတ်များလာတာမျိုးဖြစ်ပါတယ်မိတ်ဆွေကအခု YouTube content creator တယောက်ဆိုပါစို့ view မရဘူး common response ကကြတော့ algorithm မကောင်းဘူး okay first principle thinking နဲ့ပြန်ကြည့်လိုက်ပါ YouTube တစ်ခုရဲ့ basic reality ကဘာဖြစ်မလဲ viewer တယောက်က screen ပေါ်မှာ option တွေမြင်နေတယ်ဒီတစ်ခုကိုရွေးတယ်ကြည့်တယ်ဘယ်လိုရတယ်လို့ခံစားရလဲသူကဆက်ပြီးတော့ကြည့်တယ်မရရင်နောက်တစ်ခုကိုထွက်သွားတယ်ဒါကကြတော့ basic ground level ပဲဖြစ်ပါတယ်ဒါဆိုရင်တော့ view မရတာက algorithm တစ်ခုတည်းလားလူကတန်းလေးမြင်ပြီးတော့မနှိပ်ဘူးနှိပ်ပြီးတော့20စက္ကန့်ပဲမှထွက်သွားတယ်တိုင်တယ် promise နဲ့ content mismatch audience မှားနေတာလား topic ကတမ်းမကောင်းတာလား video လေးကောင်းပေမဲ့ packaging ကမကောင်းတာလားအခုဆိုတော့ algorithm ဆိုတဲ့ black box ကနေခွဲလာပါတယ် control လုပ်လို့ရတဲ့အရာတွေပေါ်ပေါက်လာတတ်ပါတယ် first principle thinking ကကြတာမိတ်ဆွေကို power တွေပြန်ပေးပါတယ်ဘာလို့လဲအရာတစ်ခုကို mystify မလုပ်လို့ဖြစ်ပါတယ် AI နဲ့လည်းတူပါတယ်အချို့သူတွေက AI သုံးရင်ဘာမှမဆိုလုပ်လို့ရတယ်
ရပြီလို့တစ်မျိုးဖြစ်ပါတယ်တချို့ကကြတော့ AI က useless လို့တစ်မျိုးဖြစ်ပါတယ် first principle thinker တွေကကြတော့အောက်ပုတ်ကိုကြတော့တစ်ခုစလုံးမှာခဏထားပါတယ်အရင်ဆုံးမေးကြည့်လိုက်ပါတယ် AI 2တစ်ခုကတကယ်ဘာလုပ်နိုင်လဲဒါဆိုတော့ input တွေလိုလာပါတယ် model က pattern ပေါ်မူတည်ပြီးတော့ output ကို generate လုပ်ပါတယ် context တွေ instruction တွေ data တွေ checking လုပ်ပါတယ် hallucination ကတော့ဖြစ်နိုင်ပါတယ်အချို့က test တွေကများစေပါတယ် judgment တွေအကုန်လုံးကိုအစားမထိုးနိုင်ပါဘူးဒါဆိုရင် AI ကောင်းမကောင်းဆိုတာတဲ့ဒီ workflow ရဲ့ဘယ်အပိုင်းမှာ AI ရဲ့ capacity က fit ဖြစ်နေတယ်ဆိုတာဖြစ်လာပါတယ်ဒါဟာ first principle thinking ရဲ့ technology ကို magic မဟုတ်ဘူး mechanism အဖြစ်ပြောင်းပြီးတော့မြင်ကြည့်တာပဲဖြစ်ပါတယ်မိတ်ဆွေရဲ့ business မှာလေ AI content တွေသုံးတယ်ဆိုပါတော့ problem ကဘာခံလဲဆိုတော့ content ကထုတ်တာနေတယ် AI နဲ့တစ်နေ့ကိုအပုတ်တရားထုတ်တယ် problem solve ဖြစ်လားခဏနေပါဦးတကယ် content ကကြGoogle ကကြတော့ content ကိုထုတ်နေတာလားမဟုတ်ပါဘူး customer ရဲ့ attention လား trust လား demand လား sale လားဒီလိုပဲ100 generate post ထုတ်တာက content follow ပြဿနာဖြေရှင်းနိုင်ပေမဲ့ business problem တွေကိုမဖြေရှင်းပေးနိုင်ပါဘူးဒီဟာကအရေးကြီးလာပါတယ် metric နဲ့ goal နဲ့ကိုမရောလိုက်ပါနဲ့ first principle thinker တွေကကြတော့တကယ် optimize လုပ်ချင်နေတဲ့အရာကဘာလဲလို့မေးလိုက်ပါတယ်ဥပမာ business owner တယောက်ပြောတယ်ကျွန်တော် follower တွေတိုးချင်တယ်ဘာကြောင့်လဲ business တွေကောင်းဖို့အတွက်ဒါဆိုရင် follower တိုးရင် business ကကောင်းလာမလားမသိကြပါဘူးဒါဆိုရင်တော့ analyze ကို qualified customer တွေ trust တွေ sale opportunity တွေဒါဆိုရင်တော့ follower ကောင်းက proxy metric ပါပဲmaybe သိ random follower ထက်9000 right audience ကပိုကောင်းနိုင်ပါတယ် goal တွေကို group level ဆင်းလိုက်မယ်ဆိုတော့ strategy ပြောင်းလဲသွားပါတယ် first principle thinking ကိုတက်ချင်တယ်ဆိုတော့ language ကိုသတိထားကြည့်ကြပါ mix တွေအသုံးများတဲ့စကားတွေက assumption တွေကိုဖုံးထားတတ်ပါတယ်ပုံမှန်အားဖြင့်ဒီ industry မှာလူတိုင်းသိတယ်မဖြစ်နိုင်ဘူးလုံးလို့မရဘူး customer အမြင် staff တွေကဂျန်စီးတွေကဒီလိုစမ်းသပ်တွေကိုကြားရင်လေအကုန်မှားတယ်လို့မယူဆလိုက်ပါနဲ့ဒါပေမဲ့ brain ထဲမှာ alarm တေးသေးလေးနေလာပါတယ်တကယ်လားဒါပဲတကယ်လားတလုံးက first principle thinking တွေအရေးကြီးဆုံး trigger တစ်ခုဖြစ်နေနိုင်ပါတယ်အခု business scene တစ်ခုကိုကြည့်ကြည့်လိုက်ပါအထည်ဆိုင်တေးသေးလေးဆိုပါတော့ owner ကတော့ပြောတယ် online မှာဒီစကားကိုမပေးဘူးဆိုရင်မရောင်းရဘူးလို့ပြေးလိုက်ပါတယ် first principle thinker တွေရဲ့ question တွေကကြတော့ customer ကဒီအထည်တွေကိုဘာအတွက်ဝယ်တာလဲဈေးအသက်သာဆိုဖြစ်လို့လားစတိုင်ကြောက်လားဒီဇိုင်းကြောက်လား quality ကြောက်လားယုံကြည်မှုကြောက်လား convenient ဖြစ်လို့လား status ကြောက်လား gift ကြောက်လား available ဖြစ်လို့လားအခုဆိုရင် customer segment ပေါ်မူတည်ပြီးတော့ဒါဆိုရင် discount မပေးရင်မရောင်းရဘူးကို universal rule အနေနဲ့မသတ်မှတ်နိုင်ပါနဲ့ owner ကစမ်းကြည့်ပါလေ product တစ်မျိုးကို discount မပေးဘူးအဲ့ဒီအစားမှာတော့ပိုကောင်းတဲ့ပုံတွေ site guide တွေ model နဲ့ video တွေ return policy တွေ customer တွေရဲ့ review တွေ fast reply တွေ limited stock information တွေတကယ်လို့ conversion တက်လာမယ်ဆိုရင် problem ကဈေးနှုန်းမဟုတ်ခဲ့ပါဘူး answer date တွေဖြစ်ခဲ့နိုင်ပါတယ် customer ကဈေးကြီးလို့မဝယ်တာမဟုတ်ဘဲနဲ့တကယ်ကောင်းမကောင်းသူကတိတိကျကျမသိလို့မဝယ်တာလည်းဖြစ်နေနိုင်ပါတယ် first principle thinking ကဈေးကိုမအရင်မပြင်မနဲ့ risk perception ကိုမေ့စေတာပဲဖြစ်ပါတယ် entrepreneur တွေရဲ့အရေးကြီးဆုံးစကေးတစ်ခုထွက်လာပါတယ် problem ကို customer ပြောတဲ့စကားအတိုင်းတမ်းမယူပါဘူးဥပမာ customer ကဈေးကြီးတယ်လို့ပြောလိုက်တယ်ဒါကကြတော့ symptom ဖြစ်နေနိုင်ပါတယ်တကယ် value မမြင်လို့လည်းဖြစ်နေနိုင်ပါတယ်ယုံကြည်မှုမရှိလို့လည်းဖြစ်နေနိုင်ပါတယ်သူ့စီမှာပတ်စံအလုံးလောက်မပါလာတာလည်းဖြစ်နေနိုင်ပါတယ် priority မမြင့်လို့လည်းဖြစ်နေနိုင်ပါတယ် comparison benchmark မှားနေလို့လည်းဖြစ်နေနိုင်ပါတယ်ဈေးကြီးတယ်ဆိုတဲ့ phrase တစ်ခုက literal solution price gap နဲ့ဖြစ်ရင် margin ကိုကိုယ်တိုင်ဖြတ်နိုင်ပါတယ်ဒါကြောင့်ဒီသင်္ကာတွေကဒီပြောတဲ့စကားအောက်မှာ mechanism ကိုရှာတတ်ကြပါတယ်မိတ်ဆွေရဲ့ personal life မှာလည်းဒီဟာကိုမသုံးဝင်ပါတယ်ဘာမှအချိန်မရှိဘူးပြောတယ်ဒါဆိုရင်တကယ်ပဲအချိန်မရှိတာလားသူများတွေကြရောဘာလို့အချိန်ရှိပါလဲဒီနေ့မှာ24နာရီကလူတိုင်းအတူတူပဲဖြစ်ပါတယ်ဒါဆိုရင်တော့အချိန်မရှိတာလား priority တွေ conflict ဖြစ်နေတာလား energy တွေမရှိတာလား
အချိန်ရှိတဲ့အခါမှာဖုန်းတွေသုံးနေတာလား text stack friction ကြီးနေတာလား commitment များနေတာလား no လို့မပြောနိုင်တာလားဒီလို time management application အသစ်မလိုနိုင်ပါဘူး boundary တွေလိုနိုင်ပါတယ် mix တွေက round problem တွေဖြေရှင်းနေတာလည်းဖြစ်နေနိုင်ပါတယ်တယောက်ကစာမဖတ်နိုင်ဘူးပြောလိုက်ပါတယ် fast preserver တွေကဘာကြောင့်မဖတ်နိုင်တာလဲအချိန်မရှိလို့လားစာဖတ်ရတာမချက်လို့လား concentration က9မိနစ်ပဲထားနိုင်လို့လားစာအုပ်ယူရတာမကြိုက်လို့လားအင်္ဂလိပ်စာခက်ခဲနေလို့လားဖုန်းက distraction ဖြစ်နေလို့လားဒါဆိုရင်တော့စာဖတ်သူဖြစ်ဖို့အတွက်တနည်းကိုတနားရီဖတ်ဆိုတဲ့ generate advice မလိုနိုင်ပါဘူးသူ့အတွက် solution ကကြတော့7 minute ပမာစာအုပ်တွေဖတ်လိုက်ပါမယ်ဖုန်းကိုအခြားကန်းထဲမှာထားလိုက်ပါမယ်ဒီလိုမျိုးတိတိလေးနဲ့စာကြည့်လိုက်ပါ problem တွေ decomposition လုပ်လိုက်တာနဲ့ solution က personalize လို့ဖြစ်လာတတ်ပါတယ် fast preserver thinking ကိုအရာရာတိုင်းမှာသုံးရမယ်လို့လည်းမယူဆလိုက်ပါနဲ့ဒါကလည်း trap တစ်ခုပဲဖြစ်ပါတယ်တခါတလေပါ establish best practice ကိုသုံးလိုက်တာက smart ဖြစ်နေနိုင်ပါတယ်ကားမောင်းတဲ့ brake system တွေကို physics ကနေပြန်တည်ထွင်နေစရာမလိုပါဘူးအကောင့်နဲ့ standard တွေကို0ကနေပြန်မတည်ဆောက်ပါဘူး medical treatment တွေကိုငါ fast preserver လေးနဲ့ကိုယ်တိုင်စဉ်းစားမယ်လို့လုပ်လို့မရပါဘူး expertise ရဲ့ evidence ကို respect လုပ်ရပါမယ် fast preserver thinking ရဲ့တန်ဖိုးကကြတော့အရာအားလုံးကိုစမ်းကြည့်နေဖို့မဟုတ်ပါဘူးအရေးကြီးတဲ့ problem တစ်ခုမှာ inherited assumption ကြောင့်ပိတ်နေတဲ့အသုံးပြုဖို့အချိန်ကုန်နဲ့ mental energy သုံးတယ်ဒါကြောင့် leverage နေတဲ့ problem တွေမှာသုံးချလိုက်ပါဥပမာ business model တွေ career decision တွေ major investment တွေ product design တွေ leadership system တွေ pricing တွေ strategic problem တွေဒီလို high stake repeated problem တွေမှာ fast preserver ကအရန်ကိုတန်ဖိုးရှိလာပါတယ်နေ့လေဘာစားမလဲအတွက် Aristotle ကိုပြန်လည်ခေါ်နေစရာမလိုပါဘူးအခု pretty တဲ့ framework တွေတစ်ခုလုပ်ကြည့်ပါမယ်စောင့်တဲ့ရေးဖို့တဲ့ကူတွေကနာမည်ကို ground လို့ခေါ်လိုက်ပါမယ်ဒါကို narration လုပ်တဲ့အခါမှာ list တုံးတွေမထွက်စေချင်ပါဘူးစိတ်ထဲမှာ flow အနေနဲ့ပဲထားလိုက်ပါ problem တစ်ခုထွက်လာမှဆိုရင်ပထမဆုံး ground truth ကပါလေတကယ်သိချင်တဲ့အရာကပါလေ switch ကြတယ်ဘယ်လောက်လဲဘယ်ချိန်လဲဘယ် segment မှာလဲနာမည်ကဘယ်လောက်လဲပြီးရင် remote extension လုပ်ပါ customer ဈေးပဲကြည့်တယ် evidence ကပါလေ staff မတော်လို့လား evidence market မကောင်းလားဘယ် metric လဲ now open the box problem တွေကို component ခွဲကြည့်ပါ traffic conversion price trust delivery reduction now understand constraint တကယ်မပြောင်းနိုင်တဲ့အရာကပါလေ budget လား store လား physics လား time လား capacity လားနောက်ဆုံးက design from zero အရင်လုံနည်းကိုမကြည့်ရဘူးဆိုရင်ဒီကိုဘယ်လိုရောက်မလဲဒီမေးခွန်းကတော့ရွှေပဲဖြစ်ပါတယ်ဥပမာ restaurant မှာ waiter မလောက်ဘူးဆိုပါစို့ normal solution ကပါလေ step တွေထပ်ခန့်လိုက်မယ် fast preserver ကိုကကြတော့ customer order မှန်မှန်မြန်မြန်ရောက်ဖို့ waiter ကဘာလုပ်ရမလဲ menu တွေရှင်းရမယ် order တွေယူရမယ် kitchen ကိုပို့ရမယ် food တွေပို့ရမယ် payment လုပ်ရမယ်ဒီ function တွေအကုန်လူကလုပ်ရမှာလား menu ကကြည့်ရလား order system ကပါလဲ self pickup solution station ကပါလဲ pre person လား table layout ကပါလဲ row split လားအခုဆိုရင်တော့ waiter မလောက်တာက waiter ထပ်ခန့်ဆိုတဲ့ equation ကိုပြုတ်လိုက်ပါတယ် maybe staff ထပ်ခန့်တာကမှန်နိုင်ပါတယ်ဒါပေမဲ့အခု choice တစ်ခုဖြစ်လာပါတယ်အရင်က default ဖြစ်ခဲ့တာကြောင့်ပါဖြစ်ပါတယ်ဒီ difference တွေကိုသတိထားကြည့်ပါ fast preserver thinking ရဲ့ကိုယ်ကကြတော့ unusual answer ထုတ်ဖို့မဟုတ်ပါဘူးတခါတလေအဆုံးမှာအရင်လူတွေသုံးတဲ့အဖြေကိုပဲပြန်ရနိုင်ပါတယ်ဒါပေမဲ့မိတ်ဆွေသိပါတယ်ဘာကြောင့်အဲ့ဒီအဖြေကိုပဲရွေးတာလဲ borrow answer မဟုတ်တော့ပါဘူး reason answer ဖြစ်လာနိုင်ပါတယ်ဒါကအရင်တန်ဖိုးရှိလာပါတယ်နောက်တစ်ခုက cost ကို fast preserver နဲ့ကြည့်တာပဲဖြစ်ပါတယ် business owner တယောက်ကဒီ product တွေကိုဒီဈေးထက်မရောင်းဘူးဘာကြောင့် cost ကတိလောက် cost ကိုဖြုတ် raw material packaging တွေ labor တွေ shipping တွေ rent allocation တွေ waste တွေ middleman တွေ marketing တွေ payment တွေတခုချင်းကြည့်ပါဘယ်ဟာက fundamental လဲ raw material တွေကိုသုံးရမယ်ဒါပေမဲ့ packaging ကိုအဲ့လိုပုံစံမျိုးလုပ်မယ် middleman ကမဖြစ်မနေလိုအပ်တာလား size ပြောင်းလို့ရလား waste ကို short လို့ရလား production batch ကပါလဲ direct sale လားဒီလိုမျိုး thinking တွေက innovation ထွက်စေပါတယ် major revolution တွေက product အသစ်ကြောင့်မဟုတ်ပါဘူး cost structure တွေကိုစားခါနဲ့ပြန်စဉ်းစားလာကြဖြစ်ပါတယ်အချို့ service တွေကဒီဟာကို offer ကြီးလို့ဆိုပြီး assumption တွေဖတ်တယ် remote ဖြစ်လာပါတယ်တချို့ education က teacher နဲ့ student အချင်းတူနေရပါမယ် assumption ကိုဖယ်လိုက်ရပါမယ် recorded နဲ့learning recorded ဖြစ်ရပါမယ်အချို့ banking service တွေက branch လို့ပါပဲဆိုတာကိုပြန်စစ်ကြည့်ပါ digital banking ကိုစဉ်းစားကြည့်ပါအရင်ကမဖြစ်မနေလူတယ်လို့ထင်ခဲ့တဲ့ချို့ကတကယ် system ဟောင်းရဲ့ artifact ပဲဖြစ်ပါတယ်
ဒါကြောင့် fast principle thinker တယောက်မှာအရန်တန်ဖိုးရှိတဲ့ question တစ်ခုရှိပါတယ်ဒီຢာကိုမဖြစ်မနေလိုတယ်ဆိုတာဘသူကပြောတာလဲ office ကိုလိုတယ်ဘာကြောင့်လိုတာလဲ degree ကိုလိုတယ်ဘာအတွက်လဲ meeting လိုတယ်ဘာကြောင့်လဲ report တွေလိုတယ်ဘသူသုံးဖို့လဲ shop လိုတယ် customer ဘာကြောင့်ဆိုင်လာလဲ advertising budget လိုတယ် customer acquisition အတွက်လားဒီလိုလေးတွေမေးကြည့်ပါချို့ຢာတွေကတကယ်လိုပါတယ်တချို့အရာတွေကကြတော့ရိုးရာ tradition တွေဖြစ်နေတတ်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့ business စတင်သူတွေအတွက်တခုတော့ပြောပြချင်ပါမယ်အများစုကဘာ business စရမလဲလို့မေးတတ်ကြပါတယ် first principle အရာတော့ဒီမေးခွန်းကိုပြန်ဖြုတ်ချပါတယ် business ဆိုတာပါလေလူတစုမှာပြဿနာတွေ problem တွေ desire ဆိုတာရှိတတ်ကြပါတယ်မိတ်ဆွေက value တစ်ခုဖန်တီးပေးရပါမယ်သူတို့က edit value အတွက်ပိုက်ဆံ exchange လုပ်တာမျိုးဖြစ်ပါတယ် cost and revenue ကိုပို့ပြီးတော့ sustainable ဖြစ်ရပါမယ်ဒါဆိုရင်တော့ ground level ဖြစ်ပါတယ်ဒါဆိုရင်တော့ business idea တွေရှာတဲ့အခါမှာဘယ်ဟာက trend လဲမမေးခင်မှာဘယ်လူအုပ်မှာဘယ် problem ကအချိန်ချင်းဖြစ်နေပြီးတဲ့သူတို့အတွက် solve ပေးရင်းနဲ့ပတ်စံပလိပေးလာအောင်တန်ဖိုးရှိလားမိကုံဒီမိကုံက completely different business ထွက်စေပါတယ်ဥပမာရန်ကုန်က SME owner တော်တော်များများဘာကြုံတွေ့ရလဲအကောင့်ရဲ့ record ကမသိကြဘူး staff training ကခက်တယ် online marketing ကမလုပ်တတ်ဘူး delivery coordination မရှိဘူး inventory customer follow up ဒီ page တွေအားလုံးက business raw material ဖြစ်ပါတယ်မိတ်ဆွေဘာဆိုင်ဖွင့်မလဲမစင်ရသေးပဲနဲ့ဘယ် page ကို solve လုပ်နိုင်လဲကလည်းစလိုက်ပါဒါက fast principle entrepreneurship ဖြစ်ပါတယ်နောက်တစ်ခုကိုအရင်တတိထားလိုက်ပါ fast principle တုံးသင်ငင်းကိုတုံးပြီးတော့ analysis နဲ့ paralysis နဲ့မဖြစ်စေချင်ပါဘူးချို့လူတွေက deep think ဖြစ်ချင်လို့မင်းကိုနေထပ်မိတတ်ပါတယ် why research diagram notion spreadsheet 3လလောက်ကြာတယ် action ကကြတော့0ပဲဒါကသင်ငင်းမဟုတ်တော့ပါဘူးတစ်ခါတလေမှာ failure ကနေပြီးတော့ intellectual clothing ဝင်ထားတာဖြစ်ပါတယ် fast principle တွေရဲ့အဆုံးမှာ experiment ကရှိရပါမယ် thinking ကနေ reality စီကိုရောက်ရပါမယ်ဒါကြောင့်ကိုယ့်ရဲ့ reasoning ကိုစမ်းဖို့အတွက်အငယ်ဆုံးကဘာ test လုပ်နိုင်တယ်မေးကြည့်ပါ coffee shop concept ဆိုင်မဖွင့်သေး weekend podcast အယောင်ကာဆာမရောက်20 prototype တွေနဲ့ menu လေးကိုအရင်ဆုံးစမ်းကြည့်ပါ premium product ဥပမာ stock 1000မယူဘဲနဲ့အခု20လောက်နဲ့ sale process team အကုန်မပြောင်းဘဲနဲ့ sale% 2ယောက်နဲ့ pilot လုပ်ကြည့်ပါ new work schedule company တစ်ခုလုံးမပြောင်းဘဲနဲ့ department တစ်ခု first principle နဲ့ experience ဒီနှစ်ခုလုံးတွဲမှာအားကောင်းလာပါမိတ်ဆွေအမှန်တကယ်ထင်နေတာက small test ကချိုးကြည့်နိုင်ပါတယ်ကာဆာမာက9000ကျန်မပေးနိုင်ဘူး test staff remote work လုပ်နေမယ်ဆိုရင်တော့ productivity ကြမယ် pilot video 20မိနစ်ကြော်ရင်လူမကြည့်ဘူး test တစ်ခုကိုမှမင်းကမထုတ်ဘဲနဲ့ inherited rule တစ်ခုအဖြစ်နဲ့မထားပါနဲ့ဒါပေမဲ့ data တစ်ခုထွက်တာနဲ့ universal rule မလုပ်လိုက်ပါနဲ့တကြိမ်အောင်မြင်တာက law မဟုတ်ပါဘူးဒါကိုလည်း deep thinking လုပ်ရပါမယ် first principle thinking မှာ humility ကလည်းလိုတဲ့အကြောင်းကိုပြောပြပေးပါမယ်ဘာလို့ပါလဲမိတ်ဆွေက system တစ်ခုကိုအောက်ဆုံးထိနားလေတယ်လို့ထင်ခဲ့ပေမဲ့တကယ်နားမလည်နိုင်တာတွေအများကြီးရှိနေနိုင်ပါသေးတယ် economy တွေ human behavior တွေ market တွေ relationship တွေ complex system တွေမှာလည်း variable တွေအများကြီးရှိနေတယ်ပါတယ်ဒါကြောင့် first principle thinking ကိုက logic နဲ့အကုန်သိတယ်ဆိုတဲ့ arrogance နဲ့တုံးရင်အနေရတွေရှိနေနိုင်ပါတယ် good thinker တွေကကြတော့ငါ model က simplification ပဲသိတယ်ဒါကြောင့် data နဲ့ update expense ကားတွေနားထောင်နေ experiment ကိုပြင်နေ thinking က rigid မဟုတ်ပါဘူးဒီနေရာမှာ Buddhism နဲ့ဆက်ဆက်ပြီးတော့သင်ယူလို့ကောင်းတဲ့ attitude တွေတစ်ခုရှိနေပါလိမ့်ပါတယ်အရာတွေကိုကိုထင်ထားတဲ့အတိုင်းပဲဖြစ်ရမယ်လို့တွေ့တာထားတာထက်တကယ်ပါဖြစ်နေတဲ့ကိုကြည့်ရပါမယ် label ထက် direct observation ကိုတန်ဖိုးထားလိုက်ပါဒီဟာကို modern first principle thinking နဲ့တခုတည်းလို့မပြောလိုက်ပါနဲ့ဒါပေမဲ့ altitude တွေမှာစုံတဲ့နေရာရှိနေပါတယ် reality first story second ပေါ့ဗျာတကယ်ဘာဖြစ်နေလဲပြီးမှ narrative ကိုလိုက်ထည့်လိုက်ပါဒီ habit တစ်ခုတည်းနဲ့ကိုယ့်ရဲ့ thinking quality အများကြီးပြောင်းလဲသွားနိုင်ပါပါတယ်မိတ်ဆွေအလုံးပါလေတယောက်ယောက်နဲ့ရန်ဖြစ်တဲ့ story ကကြတော့သူငါ့ကိုမလေးစားဘူး first principle ကဘာဖြစ်ခဲ့တာလဲ meeting မှာသူကကျွန်တော်စကားကို2ကြိမ်ဖြတ်ပြောတယ် fact ဒါက disrespect လည်းဖြစ်နေတာပါတယ်ဒါပေမဲ့ intention ကိုမသိသေးပါဘူးဒီ distinction က conflict ကိုသက်သာစေပါတယ် fact နဲ့ interpretation ကိုခွဲခြားပေးပါတယ် relationship မှာသူငါ့ကိုကြီးမဆိုင်တော့ဘူး first principle thinking တွေကဘာ behavior တွေလဲ message reply နဲ့တဲ့အချိန်နဲ့တဲ့ affection နဲ့တဲ့ဒါကိုတိတိကျကျပြောရမယ် conversion လုပ်ရပါမယ်မိန်းကကိုမချစ်တော့ဘူးကနေဒီနှစ်ပတ်အတွင်းအရင်လိုအချိန်မရတော့တာကိုငါတစ်စကောင်းဖြစ်နေတယ်လို့ခံစားရတယ်ဖြစ်လာနိုင်ပါတယ်
ပိုရှင်းပြလို့ရနိုင်ပါတယ် deep thinking က business တစ်ခုတည်းမဟုတ်ပါဘူး communication ကိုပါကောင်းစေပါတယ်တခါတလေပါလေ fast principle thinking ရဲ့အရေးကြီးဆုံးသုံးဝင်မှုကအရာတွေကို short ချနိုင်တယ်ဖြစ်ပါတယ်လူတော်တော်များများက solution လို့ထပ်ထည့်ပါတယ် step problem တွေ meeting တွေထပ်ထည့်တယ် form ထပ်တယ် approval တွေထပ်တယ် rule တွေထပ်တယ် report တွေထပ်တယ် process တွေကတဖြည်းဖြည်းရှုပ်လာပါတယ် fast principle thinking တွေကကြတော့တကယ်လူနေတာကပါနေတယ်ဒီ approval ကပါကြောက်လဲ risk တွေကိုကာကွယ်ဖို့ risk ကို threshold တွေနဲ့ကာကွယ်လို့ရလားဒါဆိုရင်တော့ approve layer 3ခုမလိုတော့ပါဘူး simplification ထွက်လာပါတယ်မိတ်ဆွေကိုပိုင်ဘဝမှာလဲ productivity တိုးဖို့အတွက် application 6ခုမလိုတာနဲ့ဖြစ်နေနိုင်ပါတယ် baby calendar တစ်ခု track list တစ်ခု notification ကိုပိတ်လိုက်မယ်အရေးကြီးဆုံးအလုပ်ကမနှက်ပြန်လုပ်မယ်ဒါပါပဲလူတွေက sophisticated solution ကိုကြိုက်ပါတယ်ဘာလို့လဲ sophisticated ဖြစ်မယ်ဆိုရင် smart လို့ခန်းစားရလို့ပဲဖြစ်ပါတယ်ဒါပေမဲ့ deep thinking က complex answer ထုတ်ဖို့မဟုတ်ပါဘူး complexity အောက်က simple truth တွေကိုတွေ့ဖို့ပဲဖြစ်ပါတယ်ဥပမာ health မှာတော့ medical decision ဆိုတာကို professional advice နဲ့တွားရပါမယ်ဒါပေမဲ့ personal routine level မှာ energy မရှိဘူးဆိုရင်လေ supplement အသစ်ရှာမတိုင်ခင်မှာအိတ်လား food လား stress လား movement လား medical issue ဆိုရင်တော့ဒေါက်တာကိုတွားလိုက်ပါ ground level တွေကိုစစ်ကြည့်လိုက်ပါတခါတလေမှာလေ fancy solution ရှာနေတာက business ကိုမလုပ်ချင်လို့ပဲဖြစ်နေပါတယ် business မှာလည်းအတူတူပဲဖြစ်ပါတယ် new CRM တွေ new AI တွေ new consultant တွေ new campaign တွေဒါပေမဲ့ customer တွေကို10ရောက်တောင်နားမထောင်တာ first principle ကိုပြန်သွားကြည့်ပါမိတ်ဆွေ company မှာစေးကြနေတယ်ဒီအပတ်အဖွဲ့ကိုဆုလိုက်ပါပထမဆုံး slide မှာ marketing idea ကိုမရေးပါနဲ့ရေးလိုက်ပါ customer တွေကဘာကြောင့်ငါတို့ကိုပိုက်ဆံပေးနေတာလဲဒီမိကုန်းတွေကို team တစ်ခုလုံးကိုဖြေခိုင်းကြည့်ပါဈေးနှုန်းကြလား convenience ကြောင့်လား quality ကြောင့်လားရှုံကြည်မှုကြောင့်လား trust ကြောင့်လား speed ကြောင့်လား status ကြောင့်လား selection ကြောင့်လား service ကြောင့်လားဒီတမိုးတွေကဘယ်ဟာကြနေပြီလဲမေးကြည့်လိုက်ပါဒီ convention က marketing tactic 50တဲ့ပို့ပြီးတန်ဖိုးရှိနေပါတယ်တစ်ခုထပ်မေးကြည့်ပါမယ် company အတွက် meeting အများများနေတယ်လူတိုင်းက complain တွေတက်မယ် normal solution meeting time ကိုရှော့မယ် first principle meeting ဆိုတာ perfection နဲ့ information sharing အတွက်လား decision အတွက်လား problem solving အတွက်လား coordination အတွက်လား relationship အတွက်လားဒီ function တွေကိုတစ်ခုနဲ့တစ်ခုချင်းစီကိုအခြားနည်းနဲ့ရနိုင်မလား information ဆိုရင် document ပေါ့ဗျာ status ဆိုရင် dashboard တွေ simple approval ဆိုရင် sync လုပ်မယ် the difficult discussion ဆိုရင် meeting လုပ်မယ်အခု meeting တွေကို eliminate မလုပ်ပါဘူး function နဲ့ format တွေကိုခွဲလာနိုင်ပါတယ်ဒီဟာကအရင်ကို powerful ဖြစ်လိုက်ပါတယ်မိတ်ဆွေတစ်ခုခုကို innovate လုပ်ချင်တယ်ဆိုရင် object တွေကိုမကြည့်ပါနဲ့ function တွေကိုကြည့်ကြည့်လိုက်ပါ taxi ရဲ့ function ကဘာလဲဆိုတော့လူ A ကနေ B ပို့မယ် hotel နားဖို့နေရာနဲ့ safety နဲ့ service university ကကြတော့ landing တွေ credential တွေ network တွေ identity တွေ bank branch တွေကပါတယ်ယုံကြည်မှုတွေ money access တွေ transaction တွေ function တွေကိုခွဲနိုင်လေ format အသစ်တွေကစဉ်းစားနိုင်လေပဲဖြစ်ပါတယ်ဒါဟာ first principle innovation ပဲဖြစ်ပါတယ်ဒီ video ရဲ့ hidden gem ကအဲ့ဒါပဲဖြစ်ပါတယ် first principle thinking ရဲ့ hidden engine ကကြတော့ intelligence မဟုတ်ပါဘူး permission ပဲဖြစ်ပါတယ်ဘာ permission လဲအရာတွေဒီလိုပဲဖြစ်ရမယ်ဆိုလို့တာ question လောက်ခွင့်ကိုပေးထားတာပဲဖြစ်ပါတယ်လူအများစုကမမေးတာမတက်လို့မဟုတ်ပါဘူး social cost ကြောင့်ပဲဖြစ်ပါတယ်အဲ့တော့လူတိုင်းသိပါတယ်မိုင်းမဲနဲ့မိကုန်နေမမေးတဲ့ဒီ industry ကဒီလို pressure တွေကြောင့် market maker တယောက်ကစိုင်းတယောက်လို့ entrepreneur တယောက်ရဲ့ advantage ကိုမေးလို့ရှက်မနေပါဘူးဘာကြောင့်လဲခလေးတယောက်လို့ခလေးမေးတယ်ဘာလို့လဲဖြေတယ်ဒါဆိုဘာလို့လဲဖြေတယ်ဘာလို့လဲလူကြီးစိတ်ပြက်လာတယ်ဒါပေမဲ့ခလေးလုံးနေတာက root စီကိုသွားနေတာပါအရွယ်ရလာတဲ့ခါတော့အဖြေမသိတာကိုရှက်လာတယ် question တွေမမေးတော့ဘူး first principle thinking ကတစ်စိတ်တစ်ပိုင်းခလေးဘဝကနေ curiosity ကို adapt discipline နဲ့ပြန်ယူတာမျိုးဖြစ်ပါတယ်ဒါပေမဲ့ဘာကြောင့်တလုံးနဲ့မလုံလောက်သေးပါဘူးတကယ် sophisticated ဖြစ်တဲ့ question တစ်ခုကဘာတွေမှန်နေရမလဲဒီအဖြေတွေမှန်ဖို့အတွက်ဒီဟာကိုစမ်းလိုက်မယ်ဆိုင်ကိုအသစ်ဖွင့်ရမယ်ဘာတွေမှန်ရမလဲ demand ရှိရမယ် unit economic ကောင်းရမယ် management capacity ရှိရမယ် cash flow ကခံနိုင်ရည်ရှိရမယ် current branch system stable ဖြစ်ရမယ်တခုမှမှန်ရင် decision ကိုပြောင်းနိုင်ပါတယ်ဒီလိုမျိုး thinking က assumption ကို visible လုပ်တာပဲဖြစ်ပါတယ် investment မှာ business ကအောင်မြင်မယ်ဘာတွေမှန်ရမှာလဲ customer demand လား cross margin တွေလား supply stable ဖြစ်ရမယ် team execute ဖြစ်ရမယ် cash burn rate ဒီတွေကပဲ assumption တွေကအားနည်းဆုံးဖြစ်နေတယ်ဒါကို test အရင်ဆုံးလုပ်ကြည့်ပါ first principle thinking က optimism တွေကိုတတ်တာမဟုတ်ပါဘူး optimism တွေကို structure ပေးတာပဲဖြစ်ပါတယ်အချို့လူတွေက business idea ကိုအရင်ချစ်ကြပါတယ်သူတို့မိတာဒီ idea ကဘာကြောင့်အလုပ်ဖြစ်မလဲ evidence ကိုအကုန် support တယ် first principle thinking တွေကနောက်တစ်ခုထပ်မိတယ်
ဒီ idea ကြာရှောင်းမှုအတွက်ဘယ်အရာမှားနေရမလဲ customer နှိမရှိဘူး acquisition cost မကိုက်ဘူး retention မရှိဘူး margin မရှိဘူး legal ပါလေ operation ဒီ question တွေက idea တွေကိုတတ်ဖို့မဟုတ်ပါဘူးအားနည်းချက်တွေကိုစောစောမြင်ဖို့ပဲဖြစ်ပါတယ်မိတ်ဆွေရဲ့ career မှာလည်းတောင်းကြည့်ပါငါ manager ဖြစ်တဲ့နဲ့ဘာကြောင့်လဲ manager ကြောင့်လား status ကြောင့်လား people leadership ကိုကြိုက်လို့လား decision power ကြောင့်လား manager ကကိုလား analyze နေကပါလေတကယ် autonomy က autonomy ဆိုတာကဒါအခြား land တွေရှိနေပါလေ expert လား freelance လား business လားမိတ်ဆွေတိုက်တဲ့တွေကိုကိုထင်ထားတာဖြစ်နေတာပါလေ first principle က design ကိုတော့ခွဲခြားနိုင်ပါတယ်ငါက business owner ဖြစ်ချင်တယ်ဘာကြောင့်လဲ freedom လား money လား control လား creation လား impact လားမိတ်ဆွေက freedom ကိုလိုချင်ပေမဲ့ business ကပထမနှစ်တွေမှာ freedom နည်းနေနိုင်ပါလိမ့်မယ်ဒါဆိုရင် business က freedom assumption ကိုစစ်ကြည့်လိုက်ပါ maybe remote high scale career က freedom ပိုပေးနိုင်ပါတယ်ဒီလိုမိတာက dream တွေကိုဖျက်တာမဟုတ်ပါဘူး dream ကိုတကယ်လိုချင်တာနဲ့တိုက်ဆက်တာပဲဖြစ်ပါတယ်မိတ်ဆွေရဲ့ဘဝတစ်ခုလုံးကိုလေအခြားလူတွေရဲ့ formula နဲ့တည်ဆောက်လို့မရနိုင်ပါဘူးကျောင်းပြီးအယုတ်အလုံးရယာတုတန်ကားအိမ် business အခြားလူတွေလိုစက်တိတ်ဆွေဒါတွေက template ပဲဖြစ်ပါတယ်မိတ်ဆွေတကယ်လိုအပ်တာက security meaning family creation freedom mastery service first principle တွေကိုဘဝတီးသုံးမှဆိုရင် successful life ဆိုတာပါလေကိုတခြားသူစီမှာ definition မငားတော့ပါဘူးဒါကလေးနေပါတယ်တကယ်တော့လူတော်တော်များများက problem တွေကိုမဖြေရှင်းနိုင်တာမဟုတ်ပါဘူးသူတို့ဖြေရှင်းနေတာကအခြားသူတစ်ယောက်က define လုပ်ထားပေးတဲ့ problem တွေဖြစ်နေတတ်ပါတယ်ဝင်ငွေပိုရရင်ပြောမယ် maybe ဒါပေမဲ့တကယ် problem ကကြတော့အချိန်ဖြစ်နေနိုင်ပါတယ် relationship meaning follower တိုးရမယ် maybe တကယ် problem က product မကောင်းလို့ staff တိုးရမယ် maybe တကယ် problem က process ကြောင့်ဖြစ်နေနိုင်ပါတယ် motivation တိုးတယ် maybe တကယ် problem က sleep ဖြစ်နိုင်ပါတယ် first principle thinking ကအဖြစ်မဲ့ပေးခင်မှာ problem ownership ကိုပြန်ပြီးပါတယ်မိတ်ဆွေဒီညတစ်ခုလောက်လုပ်လိုက်ပါ notebook လို့ယူလိုက်ပါတက်ရှိကောင်းတဲ့မှာအကြီးဆုံး problem တစ်ခုလုံးရေးကြည့်ပါစေးကြတယ်ဆိုရင်အလုံးများဝင်မစုနိုင် business စားလို့မရ content ပြူးမရဘာပဲဖြစ်ဖြစ်ပါအောက်မှာတကယ်တိတာပါလေရေးကြည့်ပါနံပါတ်တွေ fact တွေဘာဖြစ်ခဲ့လဲပြီးတော့ငါယူဆတာကပါလေကာဆန်မာကမကြိုက် market မကောင်း တိုင်းမရှိ capital မရှိလူမရှိပြီးရင်တော့ဒီ problem တွေကိုခွဲခြားစိတ်ပြကြည့်ကြည့်ပါပြီးရင်တော့တကယ်မပြောင်းနိုင်တဲ့ constraint ကပါလေပြီးရင်တော့နောက်ဆုံးအရင်လုံနည်းအားလုံးကိုမေးရမယ်ဆိုရင်ဒီ result တွေဘယ်လိုရအောင်လုပ်လဲဒီမေးခွန်းလေးကို7 minute လောက်ကြည့်ကြည့်ပါဖုန်းမကြည့်ပါနဲ့ AM မမေးပါနဲ့ Google မရှာပါနဲ့အရင်ဆုံးကိုရှာကြည့်ပါမိတ်ဆွေ brain ကအခြားလူတွေရဲ့ answer မဝင်ခင်မှာကိုယ့်ရဲ့ mental model ကိုစောင့်ဖို့လိုအပ်ပါတယ်ပြီးမှ research လုပ်မယ် expert တွေကိုမေးမယ် AI ကိုမေးမယ် data တွေအကုန်ယူမယ်ဒီ sequence တွေကိုကြောင်းလိုက်ပါ think fast search second ပဲဖြစ်ပါတယ်မိတ်ဆွေက conceptual skill ကိုတိုးစေပါတယ် AI ခင်မှာလေဒီ habit ကအရင်ကိုတန်ဖိုးရှိပါတယ်ဗာမိမိ answer ရလေလေ answer တွေကချီဖြစ်လာနိုင်ပါတယ်ရှားလာမယ့်အရာကဘယ် question မေးရမလဲဖြစ်ပါတယ် AI ကစေးတုပ်ကိုနီလာ20ပေးပါမယ်လို့မေးရင်20ပေးမယ်ဒါပေမဲ့ root problem ကစေးမဟုတ်ပါဘူး retention ဖြစ်နေမယ်ဆိုရင်အဖြေကောင်းတာနဲ့မလုံလောက်သေးပါဘူး wrong question powerful question မှားတဲ့လမ်းကိုပုံမြင်မြန်သွားနိုင်တယ်ဒါကြောင့် future knowledge က worker တယောက်အတွက် problem framing နဲ့ assumption testing နဲ့ first principle ကအရင်ကိုတန်ဖိုးရှိတာပါလေလူတိုင်း AI သုံးလာမယ်လူတိုင်း information လာမယ်လူတိုင်း content တွေထုံးနိုင်မယ်ဒါဆိုရင် advantage ကပါလေ conceptual layer တကယ်လူနေတာကပါလေဘယ်ရာက cost လဲဘယ်ရာက some talent ဘယ်ရာက automate မလုပ်တဲ့ဘူးလဲဘယ် assumption ကမှားနေတယ်ဒီဟာတွေကဒီမှာ judgment ကအရေးကြီးပါတယ်တနေ့မှာ SME owner 2ယောက်ရှိမယ်2ယောက်လုံးက AI သုံးတတ်တယ်ပထမလူက marketing plan ပေးနိုင်မယ်တောင်းတယ်ဒုတိယလူကကြာတော့ပြီးခဲ့တဲ့6လမှာ traffic ကတူပေမဲ့ repeated purchase က30ရာခိုင်နှုန်းကနေပြီးတော့18ရာခိုင်နှုန်းကိုကျလာတယ် product quality delivery speed pricing ကဆက်မှာကို hot chain နဲ့ hypothesis တွေကိုခွဲပြီးဘယ်အိမ် data ရင်းဆရာမလဲမေးလိုက်ပါတယ်နှစ်ယောက်လုံး AI တူသုံးပါတယ် result လည်းတူလားမတူနိုင်ပါဘူးတူးမတူလို့မဟုတ်ပါဘူး thinking solution မတူလို့မဟုတ်ပါဘူးဒါက first principle ရဲ့ future value ပဲဖြစ်ပါတယ်တခုသတိပေးချင်ပါတယ် deep thinker ဖြစ်နေတာနဲ့လူတွေပြောတဲ့အခါမှာအရာအားလုံးကိုခွဲစိတ်မနေပါနဲ့တကယ်ချင်းတစ်ယောက်အလုတ်ကပင်ပန်းနဲ့ပြောတယ်ချက်ချင်း root cause decomposition လုပ်ရအောင်မလုပ်လိုက်ပါနဲ့တစ်ခါတလေမှာသူတို့လိုတာနားထောင်ပြီးမဲ့လူလည်းဖြစ်နေနိုင်ပါတယ် human context ကိုမပိတ်ပါနဲ့ thinking 2ကလူတွေကိုကိုပေါ်ပါလူကိုတူးတဲ့ကိုထဲဖို့မဟုတ်ပါဘူးဒါဆိုရင်တော့ wisdom နဲ့ intelligence ကခွာနိုင်ပါတယ် intelligence က problem တွေကိုခွဲခြားတတ်ပါတယ် wisdom ကကြတော့ဘယ် problem တွေကိုအခုခွဲသိနေဘယ်ချိန်နားထောင်သိနေ business မှာလည်း data ကိုရှိနေတယ်ပါတယ်ဒါပေမဲ့ customer က grief ကြုံနေရင် spreadsheet မပြသေးပါဘူး first principle ကို human judge နဲ့ပဲတွဲသုံးလိုက်ပါအခုဆိုရင်တော့ဒီဗီဒီယိုကနေတစ်ခုခုယူသွားမယ်ဆိုရင်
think from fastest principle ဆိုတဲ့ကုတ်ကိုမြည်လိုက်ပါနဲ့ဒါကတကယ် fact လားဒါမှမဟုတ်လူတွေလုံးကြလို့ fact လို့ထင်နေတာလားဒီမိကုန်းလေးကိုပြန်မေးကြည့်ရပါ meeting မှာ business တွေမှာပိုက်ဆံမှာ career မှာ relationship မှာကိုယ့်ရဲ့ယုံကြည်မှုမှာတစ်လနောက်မှာမိတ်ဆွေအမြင်တွေပြောင်းလဲသွားနိုင်ပါလေ customer က discount လုပ်ရတယ်တကယ်လား staff တိုးဖို့လိုရတယ်တကယ်လား office လိုတယ်တကယ်လား degree လိုတယ်တကယ်လား follower လိုတယ်တကယ်လား9နိုင်ထားမယ်တကယ်လား business owner လုပ်ရမယ်တကယ်လားအောင်မြင်မှုလူတိုင်းကြိုက်ရမယ်တကယ်လားရဲ့နောက်မှာတခါတလေအဖြေကဟုတ်တယ်ဖြစ်နေပါနဲ့ကောင်းပါလေအခုဆိုရင်တော့ reason နဲ့ယုံနဲ့တခါတလေမှမသေးကြဘူးလို့ဖြစ်နေတယ်မှာလေတခါတလေမှငါစဉ်းစားလို့တော့မစဉ်းစားနိုင်တော့ဘူးလို့ဖြစ်နေအဲ့ဒီမှာ group ကစပါလေမိတ်ဆွေရဲ့ business တင်က problem တစ်ခုယူလာပါတယ်ဟာ boss ဒါမဖြစ်နိုင်ဘူးအရင်ကဆိုလေဘာလို့မဖြစ်နိုင်လဲလို့ဒေါသနဲ့မိမယ်နောက်ပိုင်းမှာတော့ curiosity နဲ့မိလိုက်မှာမဖြစ်နိုင်တာကဘယ်ပိုင်းလဲတကယ် constraint ကပါလဲ cost လား time လား scale လား rule လား assumption လားဒါဆိုတော့လူတွေရဲ့ problem ကအသိမြင်လာနိုင်ပါတယ်ဒါဆိုလို့ leader တယောက်ရဲ့ value က answer အကုန်ပေးတာမဟုတ်ပါဘူး team ရဲ့ thinking solution ကိုတိုးပြီးတာပဲဖြစ်ပါတယ်တစ်ခါလေ CEO ရဲ့အလုပ်က decision ချလာတဲ့ wrong question တွေကိုပြောင်းမိတာဖြစ်ပါတယ် team က budget တိုးရမလား CEO က budget တိုးမမိပါဘူး customer acquisition cost ကဘာကြောင့်နှစ်ဆတက်တာလဲကိုအရင်သိကြမယ်ဒါဆိုရင် concept viewer leadership AI ခေတ်မှာပိုတန်ဖို့ရှိရပါမယ်လူတော်တော်များများမှာအဖြေတွေအများကြီးရှိနေပါတယ် AI ခေတ်မှာပို့လို့တောင်ရှိနေတယ်ပါတယ်ဒါပေမဲ့အနာဂတ်တွေမှာလည်းအရာတန်ဖိုးရှိမဲ့လူကအဖြေများတဲ့လူတယောက်မဟုတ်တော့ပါဘူးအဖြေမရှာခင်မှာမိကုန်းတွေကိုအော်မိကြီးတဲ့အထိတူးနိုင်တဲ့လူဖြစ်ပါတယ် self done နဲ့ cost တွေကိုခွဲနိုင်တဲ့လူတွေ fact နဲ့ assumption တွေကိုခွဲနိုင်တဲ့လူတွေ rule နဲ့ tradition တွေကိုခွဲနိုင်တဲ့သူတွေ constraint အဆင့်နဲ့ကိုဖန်တီးထားတဲ့ constraint တွေကိုခွဲနိုင်တဲ့လူတွေတူးမတုံးခင်မှာဂူးကိုတီးတဲ့လူတွေပြီးတော့လူတိုင်းက copy နေတဲ့ချိန်မှာအစကနေပြန်တည်ဆောက်ရင်ဘယ်လိုလုပ်ရမလဲမေးရတဲ့လူတွေဒီလူတွေကနောက်ဆုံးမှာကြွားချသွားနိုင်ပါတယ်ဒီနေ့ကစပြီးမိတ်ဆွေ problem တစ်ခုကိုတွေ့တိုင်းချက်ချင်း answer မဟုတ်တယ်ကိုမဝင်လိုက်ပါနဲ့ခဏလောက်ရက်လိုက်ပါပြီးတော့ကိုပြန်မိလိုက်ပါငါတကယ်သိတာကပါလဲငါယူဆထားတာကပါလဲမဖြစ်မနေမှန်ရမယ့်အခြေအနေကဘယ်ချက်တွေလဲအရင်ကလူတွေကဘယ်လိုလုပ်လဲမသိဘူးဆိုရင်ငါဘယ်လိုလုပ်လဲဒီမိကုန်းလေးတွေကိုနေတိုင်းကို problem တစ်ခုစဉ်းစားကြည့်ပါတနေ့ကြာရင်လေမိတ်ဆွေရဲ့အုံတော့ဟာ answer collector မဟုတ်တော့ပါဘူး reasoning engine လို့ဖြစ်တာပါလိမ့်မယ်ဒါ first principle thinking ရဲ့ကြိုးပဲဖြစ်ပါတယ်ရှုပ်နေတဲ့အရာတွေကိုအောက်ဆုံးအမှန်ထိခွဲပြီးတော့ပြန်ရိုးရှင်းအောင်တည်ဆောက်နိုင်ဖို့လိုပါတယ်နောက်တကတယောက်ကဒီလိုပဲလုပ်ရတာလို့ပြောလာရင်ပြန်ပြီးတော့မငြင်းပါနဲ့မစိုးပါနဲ့ရိုးရိုးလေးပြန်မိလိုက်ပါ why ဘာကြောင့်လဲတခါတလေမှာ business အသစ်တစ်ခု strategy တစ်ခု career တစ်ခုဘဝတစ်ခုရဲ့အစားအဖြစ်တစ်ခုမဟုတ်ပါဘူးလူတိုင်းမမေးတော့တဲ့မိကုန်းဟောင်းကိုပဲပြန်မိရတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ပါမယ်